တရုတ်နိုင်ငံမှာပထမဆုံးကြိမ်လှိုင်ကူရေငုပ်ကယ်ဆယ်ရေးအောင်မြင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။အမျိုးသား9ဦးကရေအောက်လှိုင်ကူတွေကိုအတူတူဝင်ရောက်ဆူဆန်းခဲ့ကြပြီးတော့ခဏကြာမှာတော့ပြန်တက်ဖို့လုပ်တဲ့ချိန်မှာ2ယောက်ကရှုပ်ထွေးလာတဲ့လှိုင်ကူတွေထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။ရေပေါ်ပြန်ရောက်နေတဲ့3ဦးကပျောက်ဆုံးသွားတဲ့သူတွေရဲ့တိကျတဲ့နေရာကိုမသိတာကြောင့်ရဲကိုအကူအညီတောင်းခဲ့ကြပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ9ရက်ည9နာရီမှာပိုင်ဆဲမြို့တန်ကျင်းရွာမှာရှိတဲ့ဟော်ဝမ်းမြေရဲ့လှိုင်ကူဘွားတွေမှာရဲတွေကသတင်းရရှိပြီးတော့ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့နဲ့တူအခင်းဖြစ်ပွားတဲ့နေရာကိုအမြန်သွားရောက်ခဲ့ကြပါတယ်။ပျောက်ဆုံးသွားသူတွေကတော့ဇီဝဗေဒဆိုင်ရာအဖွဲ့ကဆရာကျိုးနဲ့သူ့ကျောင်းသားဖြစ်သူဂျန်ရှော့တို့ဖြစ်ပြီးတော့သူတို့ကအဲ့ဒီနေရာရဲ့ရေအောက်ဂေဟစနစ်ကိုလေ့လာဖို့လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါမဲ့မထင်မှတ်ပဲနဲ့မတော်တဆမှုကဖြစ်သွားခဲ့တာပါ။အဖော်ရီပေးတဲ့ပျောက်ဆုံးသူတွေရဲ့ခံမှန်းချီနေရာကိုအခြေခံပြီးတော့ကယ်ဆယ်ရေးအဖွဲ့ကလိုင်ကူဝင်းကနေအရှည်200မီတာရှိတဲ့ကျိုး9လုံးရေအောက်ကိုချခဲ့ပါတယ်။ကျိုးကိုပျောက်ဆုံးနေတဲ့သူတွေရှိနိုင်တဲ့လိုင်ကူရဲ့အဆုံးထိဆက်ခဲ့ကြပါတယ်။ဒီနေရာကလိုင်ကူဝင်ဝါကနေမီတာ200လောက်ဝေးပြီးတော့လိုင်ကူခမ်းမရဲ့အခြေကလည်းမီတာ80လောက်ရှိပါတယ်။ရေနက်က18မီတာရှိပြီးတော့ခံမရခက်တဲ့ရေစီးကြောင်းတွေကြောင့်ကယ်ဆယ်ရေးကအရန်ကတ်ခဲ့ခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့သူတွေကရေပြင်ကျဲတဲ့နေရာမှာရှိနေမှာမဟုတ်ဘူးလို့ယူဆခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရေအောက်မှာအသက်ရှိဖို့လေမရှိလို့ပါ။အကယ်၍သူတို့သာဒီနေရာကိုပြန်ရောက်ခဲ့ကြရင်လေပျောက်ဆုံးသွားမှာမဟုတ်ဘူးလို့သုံးသပ်ပြီးတော့လိုင်ကူခမ်းမကိုရှာဖွေတာဖယ်လိုက်ပြီးရှေ့ကရေအောက်နေရာတွေကိုပဲအဓိကထားရှာဖွေခဲ့ကြပါတယ်။ရေငုပ်သမားတွေရေထဲဆင်းသွားတွေကလက်နဲ့ကြမီအယောင်က3မီတာအကွာအထိပဲမြင်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်ဘယ်နေရာမှာမှမကြံအောင်အေးစိမ့်တဲ့ရေထဲမှာဘယ်ပြန်ညာပြန်သွားလာရှာဖွေခဲ့ကြရပါတယ်။အလင်းရောင်အနည်းဆုံးနဲ့မျောလင်းချက်တွေအားကိုပြီးပဲရှာဖွေခဲ့ကြပါတယ်။ရှာဖွေနေတုန်းမှာပဲကယ်ဆယ်ရေးအဖွဲ့ကလေကန်တစ်ခုတွေကနံရံကိုခောက်နေတဲ့အတန်တူတူလေးကြားလိုက်ရပါတယ်။ဒါကပျောက်ဆုံးနေတဲ့သူတွေအသက်ရှင်နေသေးတယ်ဆိုတာပြတဲ့အကောင်းဆုံးသတင်းတစ်ခုပါပဲ။ကယ်ဆယ်ရေးအဖွဲ့ကအတန်လာရနေရာကိုအစွမ်းကုန်ရှာဖွေခဲ့ကြပါတယ်။နာရီနဲ့ငယ်ရှာဖွေပြီးတဲ့နောက်မှာဖေဖော်ဝါရီလ6ရက်မနက်4:30မိနစ်မှာတော့ကယ်ဆယ်ရေးအဖွဲ့ကရေအောက်16မီတာအနက်မှာရှိတဲ့တတိယမြောက်လိုင်ကူခန်းလေးမှာပျောက်ဆုံးနေတဲ့ဆရာကျိုးကိုတွေ့ရှိခဲ့ပါတယ်။ဒီလေကန်းကလိုင်ကူဝင်ဝါကနေမီတာ300လောက်အကွာမှာရှိပါတယ်။တနာရီခွဲလောက်အချိန်ယူခဲ့စေပြီးတဲ့နောက်မှာတော့ဆရာကျိုးလိုင်ကူထဲကနေအောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒါမဲ့ဆရာကျိုးရဲ့ចောင်းစားကျန်းရွှာကတော့ပျောက်ဆုံးနေစေဖြစ်လို့သူကစိတ်ပူပန်ပြီးတော့ဆက်ရှာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါမဲ့3ရက်ကြာရှာဖွေခဲ့ပြီးရေအောက်လေကန်း10ခုကျော်မှရှာဖွေခဲ့ပြီးမြဲကျန်းရွှာရဲ့အရေးအယောင်ကိုမတွေ့ခဲ့ရပါဘူး။ရင်ကုန်သမားတွေရဲ့ခနာကိုနဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကလည်းအားနည်းလာခဲ့ကြပါတယ်။လူတွေအားလုံးစိတ်ပြတ်နေတဲ့အချိန်မှာအထူးရဲတပ်ဖွဲ့ခေါင်းဆောင်ကလိုင်ကူဝင်ဝါကနေမီတာ900လောက်အကွာဝေးမှာရှိတဲ့လေကန်းတစ်ခုထဲမှာရေပေါ်ပေါ်လို့ပေါ်နေတဲ့လက်တစ်ဖက်ကိုတွေ့လိုက်ရပါတယ်။ဒါကပျောက်ဆုံးနေတဲ့ကျန်းရွှာများလားလို့တန်ရာဝင်ခဲ့ကြပါတယ်။ဒါမဲ့ရုံကုန်သမားတွေရေပေါ်ကိုအမြန်တက်သွားတဲ့အခါကျန်းရွှာမှာတတိအနှဲငယ်ရနေသေးတာတွေ့လိုက်ရပါတယ်။သူကအသက်ရှင်မှုအတွက်နံရံကိုတွဲကပ်နေခဲ့ပြီးတော့60နာရီကျော်အောင်လို့ရှင်းတန်းနိုင်ခဲ့တာပါ။အဲဒီနောက်မှာကယ်ဆယ်ရေးသမားတွေကသူ့ကိုချက်ချင်းပဲဆွဲတင်ခဲ့ကြပါတယ်။ကျန်းရွှာကကယ်ဆယ်ခံရပြီးတဲ့နောက်ပြန်ပြောပြခဲ့တာကကယ်ဆယ်ခံရတဲ့ရက်မတိုင်ခင်တရက်ကရေအောက်မှာမီးအောင်နေမိတ်တုံနဲ့လင်းနေခဲ့တာတွေ့ခဲ့ရပါတယ်။ကယ်ဆယ်ရေးဖွဲ့ကိုအာယုံဆိုင်မိစေဖို့သူ့ရဲ့ရင်ငုပ်ပစ္စည်းတွေကိုရေထဲပစ်ချခဲ့ပြီးမြဲမအောင်မြင်ခဲ့ပါဘူး။3ရက်လုံးအစာမစားလို့ခနာကူကအရန်အားနေနေပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေကိုတွေ့တဲ့အချိန်မှတောင်မှတေကာနီးဖြစ်နေလို့အမြင်မှားတာလို့ထင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ကယ်ဆယ်ရေးအဖွဲ့ကကယ်ဆယ်ဖို့အစီအစဉ်တွေစတင်ခဲ့ပါတယ်။ကျန်းရွှာပိတ်မိနေတဲ့နေရာကအန္တရာယ်များပါတယ်။ဒီနေရာကနေထွက်ဖို့ဆိုရင်ရေအောက်28မီတာကိုဆင်းပြီးတော့ရှေ့ကိုမီတာ900လောက်ကူးပြီးလို့မှကိုဝင်ဝကိုရောက်ရှိနိုင်မှာပါ။သူ့ရဲ့ရင်ကုန်နိုင်တဲ့အရည်ချင်းကအနက်18မီတာအထိပဲရှိပြီးတော့အခုလိုမျိုးအခြေအနေမှာ28မီတာကိုဆင်းရမယ်ဆိုရင်စိုးရင်ထိတ်လန့်ပြီးတော့နိုက်ထရိုဂျင်အဆိပ်သင့်မှုဖြစ်နိုင်စေပါတယ်။အဲဒါကြောင့်ကယ်ဆယ်ရေးအဖွဲ့ကရင်ကုန်သမား3ဦးကိုကျန်းရွှာနဲ့အတူလိုက်ပါဖို့အစီအစဉ်ရေးဆွဲခဲ့ပါတယ်။ရေအောက်မှာကမြင်နိုင်စွမ်းအရန်နေပါသလိုကျန်းရွှာရဲ့အခြေအနေကလည်းအားနည်းနေတာကြောင့်ပြန်တက်တဲ့လမ်းမှာလမ်းညွန်ကျိုးနဲ့ကတ်နေဖို့အနှဲငယ်လွဲချော်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအရေးကြီးတဲ့အချိန်မှာရင်ကုန်သမားဝူရှင်ဟောက်ကချက်ချင်းတုံ့ပြန်ပြီးတော့ကျန်းရွှာကိုလမ်းကြောင်းမှန်ပေါ်ပြန်ရအောင်ဆွဲခေါ်နိုင်ခဲ့ပါတယ်။တနာရီလောက်ကကဲဆက်သွားပြီးတော့ရေပြင်သားကိုရောက်ကမီးရောင်လိုမြင်နိုင်တဲ့အချိန်မှာတော့3ရက်တိုင်ကြောက်လန့်နေခဲ့တဲ့ကျန်းရွှာရဲ့အသက်ရှင်ခြင်းစိတ်ကရုတ်တရက်ပိုပြင်းထန်လာခဲ့ပါတယ်။အဲဒီချက်ကြောင့်ပဲတည်စီနိုင်တဲ့အမှားမျိုးထပ်လုပ်တော့မလို့ပါ။သူကရေပေါ်အမြန်တက်ချင်နေခဲ့ပြီးမြဲအလိုလုပ်လိုက်မယ်ဆိုရင်အဆုတ်ကလေပြားကိုလျှော့ချဖို့အချိန်မမီတော့ဘဲနဲ့ဒဏ်ရာရရှိသွားနိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲကယ်ဆယ်ရေးသမားတွေကသူ့ကိုချက်ချင်းပြန်ဆွဲထားနိုင်ခဲ့ပါတယ်။အားလုံးတူတူအချိန်ကိုထိန်းပြီးတော့69နာရီကြာကြိုးစားပြီးတဲ့နောက်မှာပျောက်ဆုံးနေတဲ့လူ2ဦးကိုအောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြပါရီ။နောက်ပိုင်းမှာတော့လိုင်ကူထဲမှာမျိုး3လူနီးပါးဖြစ်နေတဲ့နိုင်ငံတော်ရဲ့ဒုတိယအဆင့်မှာကာကွယ်ပေးထားတဲ့ရွှေလိုင်း9မျိုးစိတ်ကိုလည်းတွေ့ရှိခဲ့တယ်လို့ပိတ်မိနေတဲ့သူတွေကပြောကြားခဲ့ပါရီ။